ကားအောက်မှာဝင်ပြေးနေတဲ့မကင်းနစ်အမျိုးသားရဲ့ခေါင်းဟာသူမရဲ့စက္ကနာကိုရောက်နေတာကြောင့်အမျိုးသားကသူမကိုတမင်တကာချောင်းကြည့်တယ်လို့အထင်လွဲပြီးအော်ဟစ်ဆူပူပါတော့တယ်။ရေးစားဖြစ်သူရောက်လာပြီးဘာဖြစ်လဲဆိုတာမေးမြန်းပါတယ်။ထိုအချိန်မှာပဲအမျိုးသမီးဟာမကင်းနစ်အမျိုးသားရဲ့ရုပ်ရည်ကိုတေချာမြင်လိုက်ရတဲ့အခါသူမရဲ့ဒေါသတွေဟာရုပ်ချီးပြောက်ကွယ်သွားပြီးသူ့ရဲ့ရုပ်ချောမှုအပေါ်ဆွဲလန်းသွားခဲ့ပါတယ်။ဒါကြောင့်သူမဟာဝက်ရှော့ပိုင်ရှင်မင်းကလေးကိုအကြောင်းပြချက်တစ်ခုပေးပြီးတခြားနေရာသို့ခိတလွတ်လိုက်ပါတယ်ထို့နောက်အမျိုးသားကိုအတိတ်ပဲပါပြုံးပြလိုက်ပြီးဝက်ရှော့ပိုင်ရှင်ပြန်ရောက်လာတဲ့အခါမှာတော့ဒီကိစ္စကိုမပြောချင်တော့ဘူးဒါပေမဲ့စိတ်လန့်သွားတဲ့အတွက်ဒီမျိုးသားကပဲသူမကိုအိမ်ထိလိုက်ပို့ပေးရမယ်လို့တောင်းဆိုပါတော့တယ်အမျိုးသားကလည်းသူမရဲ့အလှပနဲ့ဆွဲဆောင်မှုနောက်မှာပါသွားပြီးချက်ချင်းပဲသဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ကားမောင်းထွက်လာပြီးနောက်လမ်းဘေးတနေရာမှာရက်ကာကားတွင်းနာအတူတူအချိန်ဖြုံးခဲ့ကြပါတယ်ထို့နောက်အဝတ်စားတွေလဲပြီးအပြင်ထွက်လာတဲ့အခါမှာတော့အမျိုးသားဟာသူ့ရဲ့ရေးစားဝက်ရှော့ပိုင်ရှင်လမ်းဘေးမှာရက်ကြည့်နေတာကိုတွေ့ပြီးထိတ်လန့်သွားခဲ့ရပါတယ်အမှန်တော့ဝက်ရှော့ပိုင်ရှင်မင်းကလေးဟာဒီအကြောင်းအရာအလုံးကိုအစကတည်းကရိပ်မိနေခဲ့တာပါသူမဟာကားထဲမှာနီစဂရကိုကြိုတင်တက်ဆင်ထားခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ဖောက်ပြန်နေတဲ့ဗီဒီယိုသက်သေကိုဖုန်းထဲကနေအကုန်မြင်နေရတာဖြစ်ပါတယ်သူမဟာထိုဗီဒီယိုဖိုင်ကိုထိုမျိုးသမီးအလုပ်လုပ်တဲ့လုပ်ငန်းခွင်စီတို့ပေးပို့လိုက်တာကြောင့်အမျိုးသမီးဟာအခြေအနေပြင်းထန်သွားမှန်းသိပြီးပြတလဲနဲ့ဖြည့်ရှင်းဖို့ထွက်ပြေးသွားရပါတယ်တစ်ဖက်မှာလည်းဖောက်ပြန်တဲ့အမျိုးသားဟာအိမ်ပေါ်ကနေမောင်းချခံလိုက်ရပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးအရှုံးနဲ့သာညီကုန်းကြုတ်သွားခဲ့ရပါတော့တယ်